ဒီနေ့ကတော့အိမ်မှာချက်ကုန်းမောင်ကြီးကြော်လေးကြော်ထားဖြစ်ပါတယ်လောကလွယ်ကူပြီးတော့အရင်ထက်ကောင်းတာလို့ကြိုက်ပေါ့နော်ရင်တို့ချက်တရင်မုံသားလေးတွေကိုပပလေးလှေးပြီးတော့မှပြောင်းကုန်မုံလို့ဆိုရင်ငရုတ်ကောင်းမုံရဲ့ဂျုံမုံတစုံလေးရဲ့ထည့်ပြီးတော့မှမှွေထားလိုက်ပါတယ်နောက်ဆုံးမှရောင်တင်မုံလေးစနေမုံလေးနဲ့ငယ်လေးထည့်ပြီးတော့မှထပ်ပြီးတော့မှွေပေးထားလိုက်ပါမယ်ဟဲ့မရှင်တော့အသားလေးကို15မိနစ်လောက်လေးနှက်ထားလိုက်ပါမယ်ထုံငန်းလေးဝင်အောင်လို့ပေါ့နော်ချက်သားနဲ့တော့မှအသီးရွက်လေးတွေကိုပြင်ဆင်ပါမယ်ချက်တုံလေးတွေကိုလေးချမ်းပြီးတော့စိတ်ထားလိုက်ပါမယ်ပြီးလို့ရှိရင်ငရုတ်တီးပွားကြော်ချက်တုံပြူချင်းလေးတွေကိုနုံနုံစိတ်ထားလိုက်ပါမယ်ပဲတီတောက်ရှည်လေးရဲ့ခါချက်ဦးလေးရဲ့ပန်းကော်ပီစိမ်းလေးရဲ့ငရုတ်ပွားလေးတွေကိုဒီမှာမြက3ရောင်သုံးထားပါတယ်ချိုက်တဲ့တီးနှံလေးရှိလို့ရှိလဲဒီမှာဟဲ့ရပါတယ်ကုန်းမောင်ရဲ့တက်ကငရုတ်တီးပွားကြော်လေးဖြစ်တဲ့အတွက်ငရုတ်တီးပွားကြော်လေးကိုအရင်ဆုံးကြော်ထားလိုက်ပါပြီးတော့မှစကိုင်းနဲ့စစ်ပြီးအဲ့ကြော်ထားတဲ့စီကိုပဲချက်သားလေးတွေအရောက်တန်းလာရင်ဒီကိုဒီလိုမျိုးလေးမှွေပြီးတော့မှပဲကြော်ပေးထားလိုက်ပါမယ်ချက်သားလေးတွေကကြော်လာပြီးနူးအိလာပြီးဆိုလို့ရှိရင်တော့ဒီလိုရောင်မျိုးသမီးရရမယ်ဆိုရှင်တော့စိတ်ထားလို့ရပါပြီစီးစိတ်ထားတဲ့ချက်သားရောက်လာတဲ့စီနဲ့ပဲချက်တုံလေးတွေကိုအရင်ဆုံးနှိပ်ပေးလိုက်ပါမယ်နှိပ်လို့ရှိရင်ပြန်ဆက်ထားပြီးတော့ချက်တုံဖြူချင်းလေးတွေကိုအရင်ဆုံးဆက်လိုက်ပါမယ်ချက်တုံဖြူချင်းလေးနဲ့ဝင်လာပြီးဆိုပိတ်တောက်ရှည်လေးတွေကိုအရင်ဆုံးထည့်ပြီးတော့မှနောက်ဆုံးမှချက်လွယ်တဲ့ခါချက်ဦးတီးနှံလေးတွေကိုအရင်ဆုံးထည့်လိုက်ပါမယ်ခါရိုးခပ်ပြီးတော့အမွေပြီးလို့ရှိရင်ချုံမုတ်အသားမုတ်ချက်သားမုတ်တစုံရဲ့စားတစုံရဲ့ဖိခယူးစီအီပြီးတော့ပဲငမြရဲ့အနောက်လေးတွေကိုထည့်လိုက်ပါမယ်နောက်ဆုံးမှတခြားတစုံထည့်ပြီးတော့မှမှွေပေးထားလိုက်ပါမယ်မိပြီးပြင်းတဲ့ဒီနေရာမှာအရန်အသီးရွက်တွေကိုနူးနေအောင်မကြောပဲနဲ့နည်းနည်းနွမ်းလာပြီးဆိုမှနောက်ဆုံးမှချက်လွယ်တဲ့ဟာလေးတွေကိုကောက်ထည့်လိုက်ပါမယ်နောက်ဆုံးမှချက်သားလေးတွေကိုထည့်ပြီးလို့ရှင်တော့ရောသမမှွေပေးလိုက်ပါမယ်သားလေးလည်းနူးလာပြီးချုံငယ်လေးအသီးရွက်လေးလည်းမွေလာပြီးဆိုလို့ရှင်တော့ချက်တုံဖြူလေးရဲ့ငရုတ်တီးကြော်လေးကိုထည့်လိုက်ပါမယ်ထည့်ဖို့ရှင်တော့ဒီလိုကြီးမပြည့်တဲ့နဲ့3-5မိနစ်လောက်လေးကြော်ပြီးလို့ရှင်တော့ဒီလိုမျိုးတီးနှံလေးကရပါပြီရှင်ဒါဆိုရန်ကိုရတန်ရှိရဲ့ချက်ကုန်းမောင်ကြော်ရပါပြီရှင်လောက်လွယ်ကူပြီးတော့အရန်လက်စားကုန်းတာမို့ထမင်းဖူးနေဆိုမှအရန်ကိုလိုက်ဖတ်ပါတယ်။များရဲ့ဗီဒီယိုလေးတပေါ်ကြရဆိုလို့ရှိရင်လည်းဆက်ခွက်လုပ်ပြီးဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါသေးတယ်။မင်္ဂလာရှိသောနေ့တိုင်းတစ်ရက်လေးဖြစ်ပါစေ။ဘိုင်ဘိုင်